ချိန်တလီရဲ့ငါလွမ်းတဲ့မေပွင့်လင်းတဲ့စကားသံတွေကြားခြင်းနဲ့ငါပြန်လာမယ့်နေ့ကိုဆောင်ရွက်ပေးပါကွယ်အေးချမ်းတဲ့ဒေကချိန်လေးတွေကိုငွားရင်တဲ့မှမြဲတမ်းသိစီထားတဲ့ချိန်တလီရဲ့တနေ့တော့ငါပြန်လာခဲ့မယ်အခုချိန်မှာတော့